မိုးညှိရွာလေးမှာမိုးရွာတန်နဲ့လေတိုက်တန်တွေကြားရတဲ့ညတညမှာလူတွေပြောကြသလိုအိမ်အိုကြီးထဲကတရက်မတယောက်အကြောင်းဇလန်းစတင်ခဲ့တယ်။အိမ်အိုကြီးဟာတခါကမိသားစုလေးတစုနေထိုင်ခဲ့တဲ့အိမ်လေးပါမိသားစုထဲမှာမိခင်တယောက်နဲ့သမီးလေးတယောက်သာရှိတယ်။သမီးလေးနာမည်ကမီမီ။မီမီဟာမိခင်ကိုအလွန်ချစ်တတ်ပြီးမိခင်မရှိရင်အိတ်မပျော်တတ်ဘူး။တနေ့မှာတော့ရွာမှာကူးစက်ရောဂါကြီးတစ်ခုပေါက်ကွဲလာတဲ့မီမီလေးလည်းနာမကျန်းဖြစ်သွားတယ်။မိခင်ကသူ့သမီးလေးကိုကယ်တင်ဖို့အားလုံးလုပ်ပေမဲ့ဆေးဝါးမလုံလောက်ခဲ့ဘူး။မိုးရွာတန်ကြားမှာမီမီလေးဟာမိခင်လက်ကိုကင်ထားရင်းမျက်လုံးပိတ်သွားခဲ့တယ်။မိခင်ရဲ့နှလုံးကအဲ့ဒီနေ့ကစပြီးမပြန်လည်ရဘူး။မိခင်ဟာသမီးလေးမရှိတဲ့အိမ်အိုကြီးထဲမှာတယောက်တည်းကြံရစ်ခဲ့တယ်။နေ့တိုင်းသမီးလေးအိပ်ယာဘေးမှာထိုင်ပြီးစကားပြောနေတယ်လို့ပြောတတ်တယ်မီမီ။မေမေဒီမာနော်လို့ပြောနေတဲ့တွေကိုရွာသားတွေကြားတတ်ကြတယ်။မကြခင်မှာပဲမိခင်လည်းအနာရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်။ဒါပေမဲ့ဇလန်းကဒီမှာမဆုံးသေးဘူး။ညတိုင်းလပြည့်ညရောက်ရင်အိမ်ဦးကြီးတဲကမီးလင်းလေးတောက်ပတ်လာတတ်တဲ့ပြတင်းပေါက်နားမှာမိခင်တယောက်မီးဖိုလေးထုံပြီးသမီးလေးကိုစောင့်နေတယ်လို့မြင်ရတယ်လို့လူတွေပြောကြတယ်။ရွာသားတချို့ကကြောက်လန့်ကြပေမဲ့တချို့ကတော့မျက်ရည်ကျကြတယ်ဘာလို့လဲဆိုတော့အဲ့ဒီတရေမဟာလူတွေကိုမထိခိုက်ဘူး။သူမရဲ့ဝိညာဉ်ကသမီးလေးကိုမတွေ့ရသေးတဲ့မိခင်ရဲ့အချစ်ကြောင့်ပဲလောကထဲမှာမလွတ်မြောက်နိုင်သေးတာလို့ယုံကြည်ကြတယ်။တညမှာရွာသားလေးတယောက်အိမ်ဦးကြီးထဲဝင်သွားခဲ့တယ်သူကြောက်နေပေမဲ့စိတ်ထဲမှာတနာတဲ့အမေမီမီကောင်းကင်ပေါ်မှာအေးချမ်းနေပြီနော်လို့တိတ်တိတ်လေးပြောလိုက်တယ်။အဲ့ဒီညနောက်ပိုင်းလပြည့်ညရောက်တိုင်းမီးလင်းမပေါ်တော့ဘူး။ရွာသားတွေကတော့ယုံကြည်ကြတယ်။မိခင်ရဲ့ဝိညာဉ်ဟာနောက်ဆုံးမှာသမီးလေးနဲ့ပြန်လည်တွေ့ဆုံနိုင်ခဲ့ပြီးအေးချမ်းသွားပြီလို့ဒီဇလန်းဟာကြောက်စရာထက်တနာစရာပိုများတယ်။တချို့တရေတွေဟာမကောင်းမှုကြောင့်မဟုတ်ပဲမပြီးဆုံးသေးတဲ့အချစ်ကြောင့်ပဲကြံရစ်တတ်ကြတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။